visa လျှောက်ဖို့အတွက်အလုပ်ထောက်ခံစာတတိထောက်ခံစာလိုတယ်လို့ Melissa တို့ပြောတဲ့အခါမှာကိုကလုပ်ရှင်စီမှာထောက်ခံစာတောင်းတဲ့အခါမှာအလုပ်ရှင်အကြီးဆုံးတတိဖြစ်မှာမဟုတ်ပါဘူးကိုထောက်ခံစာကိုကိုရဲ့လက်ရှိကိုနဲ့အနိကဆုံးလုပ်နေတဲ့ supervisor ရေးပေးလေရတယ်သို့မဟုတ် HR manager ကလည်းရေးပေးလို့ရတာဖြစ်တဲ့အတွက်ကိုဆိုရင်ကိုနဲ့အနီးစပ်ဆုံး supervisor စီကနေစတောင်းပြီးတော့ကိုရဲ့ထောက်ခံစာကိုတောင်းယူကြပါထောက်ခံစာရှိပြီဆိုရင်ထောက်ခံစာတစ်စောင်မှာဘာတွေပါရမလဲဆိုရင်ကိုရဲ့နာမည် passport number ကိုအလုပ်ဝင်တဲ့ရက်စွဲကိုရဲ့ယာတူကိုရဲ့လာစာအဲ့ဒါတွေဖော်ပြပေးရမှာဖြစ်ပြီးတော့ဒီဥပမာအင်ဒိုနီးရှားနိုင်ငံကို9ရက်ခီးသွားမှာကိုငါတို့ကသိပြီးတော့ခွင့်ပြုပဲဆိုတဲ့သူတို့ရဲ့ထောက်ခံစာမျိုးဖြစ်တယ်အချို့လူတွေကကြတော့ဒီခီးသွားမဲ့အကြောင်းအရာကိုမဖော်ပြဘဲနဲ့ရိုးပဲသူကဒီလုံမှာလောက်ကိုင်းနေချောင်းဆိုတာကိုပဲဖော်ပြတဲ့ထောက်ခံစာတွေရှိသလိုအချို့တွေကြတော့လေခီးသွားဖို့ကိုပါအတိမတ်ပြုခွင့်ပြုကြောင်းဆိုတဲ့ထောက်ခံစာတွေကိုရတဲ့သူတွေရှိတယ်အဲ့နှစ်ခုမှာဘာကွာလဲဆိုတော့ကိုကအလုပ်အကိုင်းလုပ်နေတယ်ခီးသွားဖို့လည်းခွင့်ပြုကြောင်းရတယ်ဆိုတဲ့သူတွေကကြတော့သူတို့ရဲ့ home time သူတို့ရဲ့အလုပ်ကသူတို့ကိုခီးသွားဖို့ခွင့်ပြုတယ်ဒီခီးပြီးလို့ရှိရင်ဒီမှာပြန်ပြီးဆက်လုပ်မယ်ဆိုတဲ့ဟာကိုသဘောတက်ရောက်တဲ့အတွက်သူတို့အတွက် visa ရနိုင်ချေကရိုး confirmation letter ထက်ပို့ပြီးတော့အနေငယ် chance ပိုများတယ်ဒါကတော့ confirmation letter ကိုတောင်းဖို့အတွက်ခက်ခဲဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်တထဲဟိုမှာစောင့်နေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ supervisor စီကနေလည်းတောင်းလို့ရတယ်ဆိုတာကိုElisaမျှဝေပေးတာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာ tourist visa နဲ့ပဲသွား visitor visa နဲ့ပဲသွားနိုင်ငံခြားကိုခီးဆက်ချင်တဲ့သူတွေရှိလို့ရှိရင်အခုပဲElisaတို့ဖက်ကိုဖုန်းခေါ်ပြီးတော့ဆက်သွယ်ဆွေးနွေးပြီးတော့ visa လျှောက်ထားလို့ရပါတယ်အားလုံးပဲအဆင်ပြေပြေနဲ့စီစဉ်ဆောင်ရွက်နိုင်ကြပါစေရှင်Elisaပါ